တဲ့လောကတွေကျွန်တော်ဘာပေးနိုင်မလဲသူတို့ကြည်ကြတယ်လက်ခုပ်တန်တွေတိတ်ဆိတ်သွားတဲ့အခါမှာအလုံးကကြောခိုင်းပြီးထွက်ခွာသွားကြတယ်ဒါပေမဲ့အဖေနဲ့အမေရဲ့မြတ်တာမှာဘာမျောလင့်ချက်မှမပါခဲ့ဘူးလေပင်လေလို့ကြဲပြောတဲ့အိမ်ရိပ်မှာကျွန်တော်တစ်သက်လုံးခုန်နေမယ်လိုအပ်ချက်တွေမဖြည့်စည်းနိုင်တဲ့အခါသူတို့ကအပြစ်တွေပဲရှာဖွေတတ်ကြတယ်တန်ရာတွေနဲ့လဲကြနေတဲ့အချိန်မှာအဖေတို့ပဲသူမပေးဖို့အနာမှာရှိတယ်ဘာကြောင့်လဲဆိုတော့အဖေနဲ့အမေရဲ့မြတ်တာမှာဘာမျောလင့်ချက်မှမပါခဲ့ဘူးလေပင်လေလို့ကြဲပြောတဲ့အိမ်ရိပ်မှာကျွန်တော်တစ်သက်လုံးခိုးလုံးနေမယ်လောကကြီးကအေးစပြီးရစနေလေအိမ်ပြန်လမ်းမှာအလေးရောင်အမြဲရှိတယ်ဘယ်သူမှမချစ်နိုင်တဲ့ကျွန်တော်ကိုအဖေ